အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကဘာပေါ်မှာကိုကျင်တရားနဲ့ပတ်သက်ပြီးတော့အကောင်းဆုံးနိုင်ငံတွေအကြောင်းကိုပြပြမှာဖြစ်ပါတယ်ဆိုတော့ဒီအရာပေါ်မှာတော့ကွဲလွဲမှုတွေရှိနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်အခုပြောမယ့်အရာကတော့စစ်တမ်းကောက်ထားတဲ့အရာဖြစ်တဲ့ဂျာမတန်းတူခွင့်ရေးတွေတရိတ်ဆန်နဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာတွေပြီးတဲ့အခါမှာအဲ့ဒီနိုင်ငံတွေရဲ့အကတိလိုက်စားမှုကင်းရှင်းမှုတွေအဲ့ဒီနိုင်ငံတွေရဲ့ငြိမ်းချမ်းရေးဒါတွေပေါ်မှာထည့်သွင်းစဉ်းစားပြီးတော့မှဒါကဘာကိုကျင်တရားအကောင်းဆုံးနိုင်ငံတွေအဖြစ်သတ်မှတ်ထားတဲ့နိုင်ငံတွေရှိပါတယ်အဲ့ဒီနိုင်ငံတွေမှာတော့နံပါတ်1ကတော့ဂျာမနီဖြစ်ပါတယ်ဂျာမနီကတော့ဂျာမတန်းတူအခွင့်အရေးနဲ့တရိတ်ဆန်တဘာဝပတ်ဝန်းကျင်ဆိုင်ရာတွေမှာလည်းထိန်းသိမ်းတဲ့နိုင်ငံဖြစ်ဒါအများကသိထားတယ်ထို့အတူပဲအော်စတြီးယားနိုင်ငံကလည်းကမ္ဘာငြိမ်းချမ်းရေးအညွှန်းကိန်းနဲ့ဒါအလုတ္တမအခွင့်အရေးတွေမှာဒါအဆင့်မြင့်တဲ့နိုင်ငံဖြစ်သတ်မှတ်ထားပါတယ်ပြောမစို့လူအလုတ္တမအခွင့်အရေးနဲ့လူအခွင့်အရေးတန်းတူအခွင့်အရေးတွေကိုဂျာမအခွင့်အရေးတွေကိုလည်းဒါအလေးထားတဲ့နိုင်ငံဖြစ်အော်စတြီးယားရဲ့ပါဝင်ပဲလေနောက်တစ်နိုင်ငံကတော့အိုက်စလန်နိုင်ငံဖြစ်ပါတယ်လူခွင့်ရေးနဲ့ဂျာမတန်းတူညီမျှရေးအတွက်အမှတ်ကောင်းတွေဒါရရှိပြီးတော့မှကပ္ပငင်းချမ်းရေးအညွှန်းကိန်းတွေမှာလည်းထိတ်ဆုံးမှာအမြဲတမ်းပါလေးရှိတဲ့နိုင်ငံဖြစ်ပါတယ်အိုက်စလန်နိုင်ငံဖြစ်ပါတယ်နောက်တစ်နိုင်ငံကတော့နယ်သာလန်နိုင်ငံ Dutch ဖြစ်ပါတယ်အဲ့ဒီနိုင်ငံကတော့ဒါကပ္ပစာရိတ္တလွတ်လပ်ခွင့်အညွှန်းကိန်းတွေမှာဒါမကြာခဏဆိုသူတို့ထိတ်ဆုံးနေရာမှာရပ်တည်နေတတ်တဲ့နယ်သာလန်နိုင်ငံဖြစ်ပါတယ်ဆိုတော့နယ်သာလန်နိုင်ငံကလည်းဒါကိုကျင်တရားပိုင်းမှာပတ်သက်ပြီးတော့အမှတ်ကောင်းရရှိတဲ့နိုင်ငံဖြစ်ပါတယ်နောက်တစ်နိုင်ငံကတော့ဆွီဒင်နိုင်ငံဖြစ်ပါတယ်ဆွီဒင်ကတော့ဒါ2018ခုနှစ်မှာ country red truck အဆင့်သတ်မှတ်ချက်တွေမှာကမ္ဘာပေါ်မှာစာရိတ္တအရှိဆုံးနိုင်ငံဖြစ်သတ်မှတ်ခဲ့ကြပါတယ်ဆိုပွင့်လင်းမြင်သာမှုတွေအကတိလိုက်စားမှုနေပါမှုတွေတိုးတက်တဲ့လူမှုရေးရာဝါဒတွေအတွက်အတိမတ်ပြုခြင်းခံရတဲ့နိုင်ငံဖြစ်ပါတယ်ဆိုဆွီဒင်နိုင်ငံဖြစ်ပါတယ်နောက်တစ်နိုင်ငံကတော့နယူးဇီလန်နိုင်ငံဖြစ်ပါတယ်ဆိုနယူးဇီလန်ပြီးတော့နယူးဇီလန်ကတော့အားလုံးသိတဲ့အတိုင်းပဲเนาะအေးချမ်းချမ်းနဲ့သူကတော့တီတန်ကျွန်းနိုင်ငံဖြစ်တဲ့ခါမှာလူခွင့်ရေးတွေပြီးတော့ဂျာမတန်းတူညီမျှမှုတွေစတဲ့အရာတွေရှိတယ်ပြီးတော့ငြိမ်းချမ်းတဲ့နိုင်ငံဖြစ်သတ်မှတ်ခံထားရတဲ့နိုင်ငံဖြစ်ပါတယ်နယူးဇီလန်နိုင်ငံဖြစ်ပါတယ်နောက်တစ်နိုင်ငံအပါဝင်ကတော့ကနေဒါနိုင်ငံဖြစ်ပါတယ်ကနေဒါနိုင်ငံဒီလည်းပဲဒါနယူးဇီလန်လိုပဲတန်းတူခွင့်ရေးတွေလူခွင့်ရေးတွေကိုအလေးပေးပြီးတော့ရပ်တည်တဲ့နိုင်ငံဖြစ်တဲ့အတွက်ကနေဒါနိုင်ငံကိုလည်းကိုကျင်တရားနဲ့ပတ်သက်ပြီးတော့ကောင်းမွန်တဲ့နိုင်ငံအဖြစ်သတ်မှတ်ခြင်းခံရပါတယ်ဆိုတော့ဒီပြာပေါ်မှာဒါဘာသာရေးဆိုင်ရာတွေကိုယ်ွယ်ခွင့်တွေဒါဒီပေါ်မှာထည့်သွင်းပြီးစဉ်းစားမယ်ဆိုရင်တော့ကွဲလွဲမှုတွေရှိနိုင်ပါတယ်ဒါပေမဲ့ဒီခုကျွန်တော်ပြောတဲ့အရာကတော့ဒါကိုကျင်တရားပိုင်း ethical ပိုင်းနဲ့ပတ်သက်ပြီးတော့မှကျင့်ဝတ်တွေရှိတယ်လူမှုရေးရာဝါဒတွေမှာဒါကောင်းမွန်တဲ့နိုင်ငံဖြစ်သတ်မှတ်ခံထားရတဲ့နိုင်ငံတွေဖြစ်ပါတယ်ဆိုတော့ဒီຢာကိုကြည့်ရင်လည်းလက်ရှိမှာဆိုကျွန်တော်ရဲ့မြန်မာပြည်ရဲ့အနည်းဆုံးနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံပြီးတဲ့အခါမှာဒါတိုးတက်တဲ့နိုင်ငံတွေကြည့်မယ်ဆိုရင်ဒါ ethic ပိုင်းကိုကျင်တရားပိုင်းမှာကောင်းမွန်တဲ့အကျင့်တရားရှိတဲ့နိုင်ငံတွေအဲ့ဒီကိုကျင်တရားပြီးွားတဲ့ပြည်သူတွေများတဲ့နိုင်ငံတွေကတိုးတက်တဲ့နိုင်ငံတွေဖြစ်နေရဆိုတော့ကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ထိုင်းနိုင်ငံကလည်းဒါမြန်မာလူမျိုးနဲ့ထိုင်းလူမျိုးတွေနဲ့ကြည့်မယ်ဆိုရင်သူတို့ရဲ့နေပုံထိုင်ပုံပြောပုံဆိုပုံဒါအမိုက်ပြစ်တာစကားပြောတာစကျင့်ဝတ်တွေရှိတယ်ဆိုတော့ကိုကျင်တရားနဲ့ပတ်သက်ပြီးတော့ကောင်းမွန်တဲ့အနေထားတွေထိုင်းနေမှာလည်းတွေ့ရတယ်ထို့အတူပဲဒါစင်ကာပူဆိုလည်းเนาะသူတို့တိုးတက်တဲ့နိုင်ငံဖြစ်တာသူတို့မှာကကိုကျင်တရားနဲ့ကျင့်ဝတ်တွေ ethical ဘိုင်းတွေကောင်းတဲ့အတွက်ဒါကသူတို့နိုင်ငံတွေကတိုးတက်ပြီးတော့မှငြိမ်းချမ်းတဲ့နိုင်ငံတွေဖြစ်နေတာဖြစ်ပါတယ်ဆိုတော့အခုကျွန်တော်ပြောခဲ့တဲ့နယ်သာလန်တို့ဂျာမနီတို့နယူးဇီလန်ဆွီဒင်ဒီနိုင်ငံတွေကလက်ရှိမှာဆိုရင်ကမ္ဘာပေါ်မှာငြိမ်းချမ်းတဲ့နိုင်ငံဖြစ်လေတတ်မှတ်ခံထားရတဲ့နိုင်ငံတွေဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ပြည်သူလူထုတွေကိုသူကကိုကျင်တရားကောင်းကြတယ်အဲ့လိုကောင်းကြတဲ့အတွက်နိုင်ငံကလည်းအေးချမ်းတယ်တိုးတက်တယ်ဂျာမတန်းတူအခွင့်အရေးတွေလူသားချင်းစာနာမှုတွေတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုတွေနဲ့အေးချမ်းတဲ့နိုင်ငံတွေဖြစ်ရပ်တည်နေကြတာဖြစ်ပါတယ်ဆိုတော့သူတို့နိုင်ငံတွေကိုကျွန်တော်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ကျောင်းမှာကျွန်တော်ငယ်စဉ်ဒီမြန်မာကျောင်းတွေမှာတွေ့ရတဲ့စိတ်သက်စည်းကမ်းပညာဆိုတဲ့ဤဥပဒေသား၃ခုနဲ့ပဲအဓိကဖြစ်သူတို့ရဲ့နိုင်ငံကိုဖွံ့ဖြိုးတိုးတက်အောင်လှုံ့ဆော်နေကြတယ်ဆိုတာတွေ့ရတယ်ပထမဆုံးသူတို့ရဲ့အစိုးရဟာတိုင်းပြည်မှာရှိတဲ့ပြည်သူတွေရဲ့စိတ်သက်ကိုပြင်ပေးတယ်ပြည်သူတွေကစိတ်သက်ကောင်းလာတဲ့အခါမှာစီကံရှိလာကြတယ်စီကံရှိလာကြတဲ့အခါမှာပြည်သူတွေဟာပညာရှိလာကြတယ်ပညာရှိလာကြတဲ့အခါမှာပြည်သူတွေရဲ့ဘဝကတိုးတက်တယ်တိုင်းပြည်လည်းတိုးတက်တယ်ထို့အတူပညာရှိတဲ့ပြည်သူတွေများတဲ့အတွက်တိုင်းပြည်ကအေးချမ်းတယ်ဆိုတော့ရိုးရိုးရှင်းရှင်းလေးပါပဲဆိုတော့ဒီຢာကကျွန်တော်တို့တိုင်းပြည်မှာလည်းကျင့်သုံးပေမဲ့လည်းတလွဲတချော်တွေဖြစ်နေပါတယ်ဆိုတော့ပရိသတ်တို့ရဲ့ team view စာချက်ဒီကိုလည်း comment မှာရေးပေးခဲ့လို့ရပါတယ်နားထောင်ပေးတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်